你မြန်မာလိုပြောတတ်လား第一千说的吧？ စကားပြောတာကိုပြောတာ哦，စကားပြော的လားလို့ပြောတာ အေးဟုတ်တယ် စကားပြောတာခင်ဗျာဘာပြောချင်မှလဲ ဟုတ်မင်းနည်းနည်းမေးကြည့်လို့ ဟုတ်ကဲ့မေးပါ ပတ်စံ2000နဲ့ရောင်းတဲ့အရက်ဆိုင်မင်းသိလား ဘာဆိုင်လဲ အရက်ဆိုင် အိုးအရက်ဆိုင်နာမည်ပြောပြတော့ မဟုတ်ဘူးလေမင်းကိုသိလားလို့မေးတာ အော်အရက်ဆိုင်နာမည်တော့ကျွန်တော်မသိဘူး မင်းကလည်း AI ဆိုပြီးငတုံးမင်း ခင်ဗျာပြောတာနည်းနည်းမရှင်းကို အကျွေးရောင်းတဲ့ဆိုင်ရောသိလား အကျွေးရောင်းတဲ့ဆိုင်လဲမသိဘူး ဟာမင်းတော်တော်တုံးတာကွာ AI ဖြစ်ပြီးတော့ ဟုတ်ကဲ့ခင်ဗျာပြောတာနားမလဲလို့ပါ တော်ပြီကွာမင်းက AI လည်းပြောသေးတယ်ဒီအကျွေးရောင်းတဲ့အရက်ဆိုင်တော့မသိဘူးလား ခင်ဗျာမေးတဲ့အရက်ဆိုင်နာမည်ပြောပြရဲ့ကျွန်တော်ကုချပေးပါမယ် ချက်ဖောင်းဆိုင်လေ ကပ်ပုံဆိုင်လားနားမလဲဘူး ချက်ဖောင်းအရက်ဆိုင် ဖိုင်ရိုက်ဆိုင်လားကျွန်တော်မသိပါဘူး ငါလောင်းကစားမလုပ်ဘူး တော်ဘောပေါက်ပါပြီချာချာပါမေးချင်သေးရဲ့ တော်ပြီ